အာလာဝကဘလူးကိုအောင်တော်မူခြင်းလွန်ခဲ့သောနှစ်ပေါင်းများစွာကမဇိမဒေသ၏အရှိမြောက်ဘက်စွန်းဟိမဝန္တာတောင်တန်းအနီးတွင်အာရီတိုင်းပြည်တစ်ခုရှိခဲ့သည်ထိုပြည်၏မြို့တော်နှင့်မနီးမဝေးတွင်ညောင်ပင်ကြီးတစ်ပင်တည်ရှိပြီးထိုညောင်ပင်ကြီးသည်အာလာဝကအမည်ရှိဘလူးကြီးတစ်ပါး၏စံမြန်းရာဗိမာန်ဖြစ်လေသည်အာလာဝကဘလူးကြီးသည်အလွန်ဒေါသကြီး၍မာနထောင်လွှားကာရက်ဆက်ကြမ်းကြုတ်လာသည်သူသည်ဘွဲဖြူလက်နက်ဟုခေါ်သောကြောက်မက်ဖွယ်လက်နက်တစ်မျိုးကိုပိုင်ဆိုင်ထားပြီးရာသည့်ရဟန်းများကိုပင်မလေးစားမိဘများကိုပင်ရှိမခိုးခဲ့ပြီးထိုမြမကသူသည်နေမွန်းတဲ့ချိန်တွင်ညောင်ပင်၏အရေးအောက်သို့ခိုးနားလာသူမှန်သမျှကိုဖမ်းဆီးတပ်ဖြတ်စားတောက်ခွင့်ကိုဝေတဝင်နှမင်းကြီးထံမှရရှိထားသူဖြစ်သည်တနေ့တွင်အာနဝီပြည့်ရှင်မင်းကြီးသည်တမင်လိုက်ရင်အဖော်များနှင့်ကွဲကွာကတဦးလေးပြန်လာစဉ်ထိုညောင်ပင်ကြီးအောက်တွင်နားကိုမိလေသည်ဘလူးကြီးကမင်းကြီးကိုစားရန်ပြုသောအခါမင်းကြီးကကျုပ်ကိုစားလျင်တစ်ကြိမ်သာစားရမည်အကယ်၍ကျုံမုတ်ကိုလွှတ်ပေးမည်ဆိုပါကနေ့စဉ်လူတစ်ယောက်နှင့်ထမင်းတအိုးကိုပို့ပေးပါမည်ဟုဂတိပေးလေသည်ထိုအခါဘလူးကြီးလည်းမင်းကြီးကိုလွှတ်ပေးလိုက်သည်နန်းတော်သို့ပြန်ရောက်သောမင်းကြီးသည်မြို့ဝင်မင်းနှင့်တိုင်ပင်ကထောင်ထဲတွင်တေရန်ချမှတ်ခံထားရသူများကိုနေ့စဉ်ဘလူးကြီးထံပို့စေခဲ့သည်ထောင်သားများကုန်သွားသောအခါရွှေငွေဥစ္စာများကိုလမ်းပေါ်တွင်ချထား၍ကောက်ယူသူများကိုထောင်ဒဏ်ချမှတ်ကာဘလူးထံပို့စေပြန်သည်နောက်ပိုင်းတွင်လမ်းပေါ်၌ဥစ္စာများတွေ့တော်လဲမည်သူမျှကောက်ဝန်းသူမရှိတော့ပေထိုအခါမင်းကြီးသည်အမတ်ကြီးများနှင့်တိုင်ပင်ကမွေးကင်းစကလေးငယ်များကိုဘလူးထံပို့စေပြန်သည်ဤသတင်းကိုကြားသိရသောကိုဝန်ဆောင်မိခင်များသည်အခြားတိုင်းပြည်များသို့ထွက်ပြေးတိမ်းရှောင်ကြပြီးကလေးများကြီးပြင်းမှသာအာနဝီပြည်သို့ပြန်လာကြသည်ဤသို့ဖြင့်တနေ့လူတစ်ယောက်နှုန်းဘလူးမင်းထံလူပို့ခဲ့ရာ12နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်နောက်ဆုံးတွင်ဘလူးစာပို့ရန်တမျိုးလုံးရှာဖွေတော်လဲကလေးငယ်တဦးမျှမရနိုင်တော့ပေထိုအခါမင်းကြီးသည်မိမိ၏သားတော်ရင်းဖြစ်သူအာလာဝကမင်းသားလေးကိုမိဖုရားကြီးနှင့်အထင်းတော်များငိုကြွေးနေသည့်ကြားမှပင်အတင်းကျပ်လူယူစေကနောက်တစ်ရက်အတွက်ဘလူးကြီးထံပို့ရန်အမိန့်ချမှတ်လိုက်သည်ထိုနေ့ညနေချမ်းတွင်မြတ်စွာဘုရားသည်အာလာဝဘလူးကြီး၏ဗိမာန်ရှိပလင်ထက်၌စံနေတော်မူသည်ထိုအချိန်၌ဘလူးကြီးမှာဟိမဝန္တာတွင်နတ်ဘလူးတို့၏အစည်းအဝေးသို့တွားရောက်နေခိုက်ဖြစ်သည်တကားဆောင်ဘလူးကမြတ်စွာဘုရားရောက်နေကြောင်းကိုဘလူးကြီးထံတွားရောက်သတင်းပို့လေသည်ဟေမဝရနှင့်တာတာဂိရိနတ်ဘလူးတို့သည်လည်းထိုအစည်းအဝေးသို့တွားစဉ်အာလာဝကဘလူးကြီး၏ဗိမာန်၌အချွေရန်ဘလူးမတ်များအားတရားဟောနေသောမြတ်စွာဘုရားကိုဖူးမြင်ခဲ့ရသည်အစည်းအဝေးရောက်လျင်အာလာဝကဘလူးကြီးအားတင့်ပြီးမှန်မှာမြတ်စွာဘုရားရောက်နေတယ်။သွားရောက်ဖူးမြော်ချေဟုပြောဆိုကြသည်။အာလာဝကဘလူးကြီးသည်ထိုစကားကိုကြားသည်နှင့်တပြိုင်နက်ဒေါသအမျက်ထွက်ကဂေါတမယဟန်ကြီးနှင့်ငါဘသူကတကိုးကြီးတလဲ။ကြည့်ကြလော့ဟုပြောဆိုရင်းထွက်လာခဲ့သည်ယူဇနာ60ရှိကေလာတတ်တောင်ကိုလက်ရာချေဖြင့်စောင့်နှင်းလိုက်ရာကြောက်လွာကြောက်ချက်များအလွာလွာကွာကြလာပြီ။တောင်ထိပ်မှရက်လျက်အာလာဝကတဲ့ဟိဟုကြွေးကြော်ဟိအော်လိုက်သောအတန်ကြီးမှကြောက်မက်ဖွယ်တုံဟီးသွားလေသည်ဘလူးကြီးသည်သူ၏ဗိမာန်သို့ရောက်သောအခါမြတ်စွာဘုရားထံသူ၏ရခမဲများဝန်းရံလျက်ရှိသည်ကိုမြင်တွေ့ရလျင်ပို၍ဒေါသထွက်သွားသည်မြတ်စွာဘုရားကိုတေကျေပျက်စီးစေရန်ပြင်းထန်သောလေမုန်တိုင်းကြီးကိုလွှတ်တော်လဲမြတ်စွာဘုရားကိုမြည်တို့မျှမထိခိုက်စေနိုင်ခဲ့ပေရေရင်နှမြုပ်သေးစေရန်မိုးကြီးသေးထန်စွာရွာသွန်းချပြန်တော်လဲထိုမိုးကြီးသည်လည်းအချီးနှီးပင်ကြောက်တုံးမိုးဓာလန်လက်နက်မိုးမိကြီးခဲမိုးပြပူမိုးတဲမိုးရွှွညွန့်မိုးတို့ကိုလည်းဘောဒီမန်နိုင်မှာမာနက်မင်းတိုက်ခိုက်သည့်နီးတူခုပြီးတစ်ခုရွာသွန်းကျဲချပြန်သည်နောက်ဆုံးတွင်ကြောက်ရွံ့အားငယ်စေရန်အမှောင်ထုကြီးချလိုက်တော်လဲဘလူးကြီး၏တိုက်ခိုက်မှုများအားလုံးမြတ်စွာဘုရားကိုထိခိုက်နစ်နာအောင်လဲမစွမ်းဆောင်နိုင်ကြောက်လန့်ထွက်ပြေးအောင်လဲမပြုလုပ်နိုင်ကြထိုအခါအာလာဝကဘလူးကြီးသည်လက်နက်မျိုးစုံဆွဲကင်ထားသောနတ်ဘီလူစစ်တပ်ကြီးကိုဦးဆောင်ပြီးဖျားရှင်အားအနီးကပ်ထိုးနှက်ခုတ်သက်ရန်ကြောက်မက်ဖွယ်အစင်းတန်မျိုးမျိုးဖြင့်ဟစ်အော်ချီတက်လာလေသည်သို့သောရဲရဲပူသောတန်ခဲ၌ရင်ကောင်များမနာဝင်တကယ်သို့နတ်ဘီလူစစ်ကြီးသည်မြတ်စွာဘုရားအနီးသို့ပင်မ
မချင်းကပ်ရဲချီမြတ်စွာဘုရားနှင့်ဘလူးကြီးတို့၏ရန်စစ်ပွဲကိုကြည့်ရှုရန်မရေမတွက်နိုင်သောနတ်များလည်းကောင်းကင်မလက်ပြည့်ကျက်နေတော့သည်အာလာဝဘလူးကြီးသည်တခေါင်ကျော်သည့်အထိဤမျိုးစုံဖြင့်အဆက်မပြတ်တိုက်ခိုက်တော်လဲမအောင်မြင်နိုင်သဖြင့်နောက်ဆုံးတွင်ပွဲဖြူလက်နက်ဖြင့်ပြစ်ခတ်ရန်ဆုံးဖြတ်လိုက်သည်ထိုလက်နက်သည်ကောင်းကင်သို့ပြစ်လွတ်လျင်12နှစ်မိုးခေါင်စေနိုင်၏မြေပြင်သို့ပြစ်လွတ်လျင်တစ်ပင်များခြောက်သွေ့ပြီး12နှစ်အတွင်းတဖန်ပြန်လည်မပေါက်နိုင်သမုဒ္ဒရာတွင်သို့ပြစ်ခတ်ပါကသမုဒ္ဒရာရေများခန်းချောက်ပြီးမြင်းမိုတောင်လောက်ရှိသောတောင်မျိုးကိုပြစ်ခတ်ပါလျင်လည်းအပိုင်းပိုင်းပြက်ကြွေကျသွားနိုင်လေသည်ထိုပွဲဖြူလက်နက်ဖြင့်ပြစ်ခတ်လိုက်သောအခါကောင်းကင်၌မိုးထစ်ချုံတကဲ့သို့ညီဟင်းကအခိုးလူလူအရှံတပြောင်ပြောင်တောက်လောင်လွင့်ပြန်ရင်းမြတ်စွာဘုရားထံသို့ဦးတည်သွားသည်မြတ်စွာဘုရားအနီးသို့ရောက်သည်နှင့်စွမ်းရည်ကင်းမဲ့သောခြေတုပ်အဝတ်အဖြစ်ပြောင်းလဲသွားတော်လဲမအောင်မြင်နိုင်သဖြင့်ဘလူးကြီးမှာမှိုင်တွေချကာခိတ္တမြစဉ်းစားနေ၏မြတ်စွာဘုရားအားတိုက်ခိုက်မရနိုင်သည်မှာမေတ္တာစိတ်ထားကြောင့်ဖြစ်သည်ဟုစဉ်းစားမိသည်နှင့်မြတ်စွာဘုရားအားမေတ္တာပြတ်အောင်ပြုလုပ်ရန်ဆုံးဖြတ်လိုက်သည်။အိုယဟန်ဂေါတမအဘဲကြောင့်ကျွန်ုပ်ခွင့်မပြုဘဲဘိမှန်အတွင်ကျူးကျော်ဝင်ရောက်နေတယ်လေဘိမှန်တွင်မှအခုထွက်လော့ဟုဘီလူးကြီးကဆိုသည်မြတ်စွာဘုရားကကျမ်းတမ်းသူကိုအကျဉ်းနည်းဖြင့်တုံ့ပြန်၍အောင်နိုင်ရိုးမရှိသည်ကိုသိတော်မူသဖြင့်ကောင်းပါပြီ။ဟုဆိုကဗိမာန်မှထွက်တော်မူသည်ပြောရဆိုရလွယ်ကူသောယဟန်ဂေါတမကိုစစ်ထိုးမိလေပြီဟုတွေးလျက်အာလာဝကဘီလူကြီးစိတ်သက်သိမ်မွေ့လာသည်သို့သောယဟန်ဂေါတမသည်သဘောထားနူးညံ့၍ဗိမာန်မှထွက်သလောအမျက်ဒေါသကြောင့်ထွက်သလောဟုစုံစမ်းလို၍ရဟန်ဂေါတမဗိမာန်တွင်သို့ဝင်ဦးလော့ဟုဆိုပြန်သည်မြတ်စွာဘုရားကကောင်းပါပြီဟုဆို၍ပြန်ဝင်သည်အာလာဝကဘီလူခိုင်းစေတိုင်း၃ချိန်တိုင်တိုင်ပင်ထွက်တော်ဝင်တော်မူ၏ဘလူကြီးသည်မြတ်စွာဘုရားအားထိုသို့တညလုံးပင်ပန်းအောင်လုပ်ပြီးမှခြေထောက်နှစ်ချောင်းဆွဲကင်ပြီးလျင်ဂင်္ဂါမြစ်တစ်ပတ်ကန်းသို့ပြည့်ရကောင်းလေဆိုဟုကြံစီလျက်ယဟန်ဂေါတမထွက်ဦးလော့ဟု၄ချိန်မြောက်ခိုင်းစေသောအခါဘလူကြီး၏အကြံကိုသိတော်မူသဖြင့်တင်လို့လိုရာလို့တော့ငါမထွက်ဟုမိန့်တော်မူ၏ထိုအခါဘလူကြီးကယဟန်ဂေါတမကိုမေးခွန်းမေး၍မဖြေနိုင်မှခြေထောက်ကိုဆွဲကင်ကဂင်္ဂါမြစ်တစ်ဖက်ကန်းသို့ပြစ်မည်ဟုကြံစီပြန်သည်အာလာဝကဘလူကြီး၏မိဘတို့သည်ကသမြတ်စွာဘုရားထံမှတရားဓမ္မနှင့်ဆက်သောအမေးဖြေများကိုသင်ယူခဲ့ပြီးအာလာဝကဘီလူအားသင်ကြားပေးထားခဲ့ဘူးသည်ဘလူကြီးသည်ကာလကြာသောအခါအဖြေကိုမမှတ်မိတော့တော်လဲအမေးပု္ပ္ပာများကိုမူမေးပြောက်မည်ဆို၍ရေးမှတ်ထားစေခဲ့သည်ထိုအမေးပု္ပ္ပာများကဖျားရှင်တို့သာဖြေနိုင်သောအမေးပု္ပ္ပာများဖြစ်၏ဘလူကြီးသည်မိမိဗိမာန်ကိုစုံစမ်းကြည့်ရှုရန်ရောက်လာသောအခြားရသည့်ယဟန်များအားလည်းထိုအမေးပု္ပ္ပာကိုမေး၍မဖြေနိုင်လျင်ခြေထောက်ကိုဆွဲကင်ပြီးဂင်္ဂါမြစ်တစ်ဖက်သို့ပြစ်ခဲ့ဘူးသည်ယခုလည်းမြတ်စွာဘုရားအားထိုမေးပု္ပ္ပာမေးမည်ဟုတောင်းဆိုလာသည်ကိုမြတ်စွာဘုရားကမေးခွင့်ပြုတော်မူလေသည်။အိုယဟန်ကြီးဂေါတမလောကမှာမြတ်သောဥစ္စာမှာဘယ်အရာမျိုးလဲအဘယ်အရာကိုကောင်းစွာကျင့်ရင်ချမ်းသာစေနိုင်လဲဘယ်အရာသာကအကောင်းဆုံးလဲဘယ်အသက်မွေးခြင်းကိုအမြတ်ဆုံးလို့ဆိုနိုင်တယ်လဲဟုအာလာဝကဘီလူကမေးလေသည်မြတ်စွာဘုရားကချက်ချင်းဖြေဆိုတော်မူလိုက်သည်အာလာဝကလောကမှာမြတ်သောဥစ္စာမှာယတနာ၃ပါးနှင့်ကံကံရဲ့အကျိုးကိုယုံကြည်တဲ့တရားချမ်းသာစေနိုင်တဲ့တရားမှာကုသလကမ္မပဋ္ဌတရား10ပါးမုတာမပါမှန်ရာကိုပြောဆိုခြင်းမှာလောကမှာအကောင်းဆုံးအရာသာပစ္စုပန်တန်တရားကိုအမျှော်မြင်တဲ့အသက်မွေးခြင်းမှာအမြတ်ဆုံးဖြစ်တယ်မြတ်စွာဘုရားသည်အခြားမေခွန်းများကိုလည်းဆက်လက်ဖြေဆိုတော်မူလိုက်ရာဘလူကြီးသည်မြတ်စွာဘုရားရှင်၏မေတ္တာဖြင့်အမေးပု္ပ္ပာများကိုတစ်ခုပြီးတစ်ခုဖြေဆိုဟောကြားသောတရားကိုနာကြားရသောအခါဒေါသအမျက်ပြေကစိတ်နှလုံးနူးညံ့သိမ်မွေ့လာ၏နာရင်အတိညာဉ်အမြင်ရှင်းကသောတာပတ္တိမဉ္ဇဉ်အလင်းကိုပင်ရရှိသွားခဲ့သည်နနက်မိုးတောက်ချိန်တွင်တရားပွဲလဲပြီးဆုံး၍မင်းချင်းယောက်ျားတို့လည်းအာလဝီမင်းကြီး၏သားငယ်အာလာဝကကိုဘီလူးစာပို့ရန်ဆိုက်ရောက်လာကြလေသည်ဘလူးကြီးသည်မြတ်စွာဘုရားရှိမောက်၌မင်းချင်းများကပေးကမ်းသည့်ကလေးငယ်ကိုယူရန်ရှက်နိုးသဖြင့်ဘုရားရှင်အားလှူလိုက်သည်ထိုသူငယ်ကြီးပြင်းလာသောအခါသင်္ဃဟတရား၄ပါးကိုလက်ကင်ပြု၍
သာသနာတော်ထွန်းကားပြန့်ပွားအောင်စီယုံကဟောပြောနိုင်သောဟထရဝကသူကျွဲဖြစ်လာခဲ့သည်ထိုမြမကအာနဝီတပြည်လုံးထိတ်ယွန်းကြောက်လန့်နေခဲ့ကြရသောအာနဝီပြည်အနီးအာလာဝကဘီလူကြီးရန်ကိုအောင်မြင်တော်မူသောအခါဘီလူကြီးသာမကအာနဝီပြည်သူပြည်သားများနှင့်84,000သောလူနတ်မြမာတို့ပါတရားသိမြင်ကြွတန်းဝင်ခဲ့ကြလေသည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်